ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ Messenger မှာဒီ customer ဈေးလာဝယ်တဲ့အခါမှာ customer ကဒီပစ္စည်းလေးလိုချင်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပစ္စည်းလေးရောင်းတယ်ဒီပစ္စည်း product လေးအကြောင်းကိုရှင်းပြရဲအဲ့လိုမျိုးရောင်းနေတဲ့သူတွေအတွက်ဘယ်လိုမျိုးပို့ပြီးတော့ကိုယ့်အတွက်ဝင်ငွေတိုးအောင်ဘယ်လိုမျိုးရောင်းလို့ရလဲဆိုတဲ့အကြောင်းအရာလေးကိုဒီဗီဒီယိုလေးမှာ sharing လုပ်ပေးပါမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကိုရန်မျိုးပါ Digital Marketing for Your Life ကပါ Okay ဆိုတော့ကျွန်တော်တို့ဘယ်လိုရအောင်မလဲပေါ့နော်ကျွန်တော်တင်တဲ့မှာဒီ level 1 နဲ့ level 2ရောရှိတယ် level 1ကကျတော့ဒါ basis ပေါ့နော် level 2ကကျတော့ advanced ပေါ့ကျွန်တော်တို့ 0 to hero ဘာမှမသိတာနေပြီးတော့ professional အဆင့်ကြော်ညာတက်သွားအောင်ကိုယ့်ရဲ့လုပ်ငန်းတစ်ခုလုံးကိုကြော်ညာတက်သွားအောင်သင်ပေးတဲ့သင်တန်းဖြစ်ပါတယ်အဲ့ဒီသင်တန်းမှာ boost service page နေတဲ့သူတွေလည်းလာပြီးတော့တက်ကြပါတယ်အဲ့လိုမျိုးတွေလာတဲ့အခါမှာသူပထမလာတာကတော့ကျွန်တော်ရှိမှ level 1တက်ဖို့ပဲလာတာဒါပေမဲ့ကျွန်တော်ဘာလုပ်ဖို့လဲလို့ပြောနော်သူကဘာဖြစ်လို့တက်ချင်တာလဲပေါ့နော်အဲ့လိုမေးတယ်မေးတော့သူကဒီ boost service page လို့တက်ချင်တာပါ Okay ဟုတ်ပြီဒါဆိုလို့ရှိရင် boost service page နဲ့ဆိုရင်ကျွန်တော်တို့ကအခြေခံလောက်ပဲကျွန်တော်သိထားလို့မရဘူးတကယ် professional အဆင့်ကြော်ညာဓာတ်မှရမယ်ဘာဖြစ်လို့လဲဆိုကိုက service ပေးမှာနော် service ပေးမှာဖြစ်တဲ့အတွက်ကိုပေးမဲ့ဘိုင်းရန်တွေဘက်ကိုကျွန်တော်တို့ကပို့ပြီးတော့ကောင်းအောင်တေချာကျွမ်းကျင်ထားဖို့လိုတယ်ပေါ့ဒီလိုလိုတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ကသူ့ကိုသိအောင်ပြောပြလိုက်တဲ့အခါမှာသူတေချာစဉ်းစားပြီးတော့မှ level 1 or level 2ကိုတက်သွားတယ်ပေါ့နော်ဆိုတော့သူပထမလာတာကတော့ကျွန်တော်တို့ level 1ပဲတက်ဖို့အတွက်လာပြီးတော့အိတ်ဆွေရဲ့ရောင်းနေတဲ့အနေအထားမှာကိုယ့်ရဲ့ product ကိုလာဝယ်တဲ့သူကတော့သူတို့ကိုကျွန်တော်တို့ဘာနောက်ထပ်ဒီ product နဲ့နောက်ထပ်ဘယ် product တွဲပြီးတော့ရောင်းလို့ရသေးလဲဆိုတာကိုတေချာစဉ်းစားပါပြီးတော့သူတို့လိုအပ်တယ်ဆိုတာကိုတေချာသိအောင်ပြောပြပါဒါဆိုလို့ရှိရင်တော့မိတ်ဆွေပို့ပြီးတော့ရောင်းရပါလိမ့်မယ်ပို့ပြီးမြင်တောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီဓာတ်ပေါက်ဆိုင်လေးပါကျွန်တော်သွားစားတဲ့အခါမှာတော့ဓာတ်ပေါက်ကြီးပဲရောင်းတာမျိုးပေါ့အေးလေးပါဝယ်တောက်အောင်မလားအေးလေးတောက်အောင်မလားဆိုပြီးကျွန်တော်တို့ဒီ customer မေးကြည့်တာသူတို့ကတောက်မယ်ဆိုပြီးတော့ဒါပြောလိုက်လို့ကျွန်တော်ပို့ပြီးတော့ရောင်းရသွားတဲ့သဘောပါဒါပေမဲ့ဒါဓာတ်ပေါက်စားတာကကြတော့ဒါတေချာရှင်းပြနေကြမလို့ဒါပေမဲ့ကျွန်တော်တို့ product မှာကြတော့တကယ်လို့မသိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့ကိုသိအောင်လို့ပြောပြရပါမယ်သူတို့အတွက်လိုအပ်တယ်ဆိုတာကိုသိအောင်ပြောပြီးတော့မှကျွန်တော်တို့ရောင်းလို့ရှိရင်ပို့ပြီးတော့ကိုယ့်အတွက်ဝင်ငွေတိုးလာနိုင်ပါတယ်ဒါကြောင့်အဲ့ဒီနည်းလမ်းလေးကိုစဉ်းစားကြည့်ပါပြီးတော့ကိုယ့်အတွက်ဒီအကျိုးရှိနိုင်မယ်ထင်လို့ရှိရင်သုံးချကြည့်ပါနောက်တခြားသူတွေအတွက်လည်းဒီအကျိုးရှိသွားအောင်လို့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးပါဆိုတော့အားလုံးပဲကျေးဇူးပါ